ယေစီညောတိယောတသုဘောကတရားဝတရားနာဘေးရန်ပါယေဂျမ္မာစေကြောင်းစုဘောတော်ကရှေခေါ်တော်လိုက်ပါ၏မြတ်စွာဘုရားရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားကိုရှိခိုးပြီးတဲ့နောက်ဒီနေ့ဟောကြားမဲ့တရားကောင်းစဉ်ကဘာလဲလို့ခွဲမပါနဲ့တွဲထားပါနော်ဘာဒီကိုတွဲထားရမှာလဲနော်အဲ့တော့တွဲထားရမဲ့တရားတွေကိုယ်နဲ့အမြဲတမ်းရှိနေရမဲ့တရားတွေကိုဦးဇင်းကထုတ်ဖော်ပြီးတော့နော်ဦးဇင်းရဲ့အတိလေးတွေကိုမျှဝေပေးသွားမှာပါနော်အဲ့တော့ဒီတရားကိုမြတ်စွာဘုရားကောသလတန်တွေကတောအုပ်တောမှာသတင်းသုံးနေတော်မူစဉ်မြတ်စွာဘုရားကဘာလို့တောအုပ်ထဲမှာသတင်းသုံးနေလဲဆိုတော့မြတ်စွာဘုရားရဲ့ထုံးစံအတိုင်းနန္ဒမောတအလင်းရောလို့လောကသုံးပါးကိုတပ်ပင်ညုတရွှေမြန်တော်နဲ့ကြည့်လိုက်တဲ့အခါမှာဒီတောအုပ်ထဲကိုဘာဟုတ်ဒီတရားဆိုတဲ့ပုံနာကြီးလာလိုက်မယ်လာလို့ရှိရင်ငါဘုရားနဲ့တွေ့မယ်နော်ရဟန်းအဖြစ်ကိုတောင်းမယ်နော်တရားသူတရားနဲ့ရနိုင်တယ်ဆိုတာကိုသိလို့နော်မြတ်စွာဘုရားကကြိုးတင်ပြီးတော့တောအုပ်ထဲမှာသွားပြီးတော့သတင်းတော်နေတာဖလားသမဘတ်ဝင်စားနေတာနော်အဲ့လိုမျိုးဖလားသမဘတ်ဝင်စားလို့မကြမီပါပဲပုံနာကြီးကနော်နွားလေးပြောက်လို့နွားပြောက်ရှာရင်းနဲ့မြတ်စွာဘုရားနာကိုရောက်လာတယ်နော်အဲ့တော့ပုံနာရဲ့နာမည်ကဘဟုတိတရာနော်ဘာဝဘာဇအနွယ်ဝင်ဘဟုတိတရာပုံနာလို့အမည်ရအဲ့တော့ဘာရဘာဇလို့ပြောလိုက်တယ်ဆိုရင်ပဲနော်ဦးဇင်းတို့ဒကာမတွေညာတော်အဖြစ်ကြောင်းယူတာဖြစ်မှာပါနော်မြတ်စွာဘုရားကိုဆဲရတဲ့ပုံနာကြီးလူကလည်းဘာရဘာဇအနွယ်ဝင်ပုံနာကြီးလို့နော်ဥပမာကိုကြောင်းယူတာပဲနော်ပုံနာကြီးရဲ့အိမ်ဆဲတဲ့အရာတွေကငါးစီမရောက်ဘူးတဲ့ဘာဖြစ်လို့လဲဆိုရင်တင်တဲ့ဟလားကိုယ်အိမ်မှာအဲ့ဒီလာတဲ့တင်ခင်းတက်ခံတဲ့မုတ်ပဲတဲ့စရာတွေကိုအဲ့ဒီတွေကစားမကောင်းဘူးဆိုလို့ရှိရင်ဒီမုတ်ပဲတဲ့စရာတွေကဘယ်လိုဖြစ်နေလဲဆိုရင်အိမ်ပိုင်ရှင်ဟာနော်အဲ့ဒီလိုဥပမာလေးပြင်ပြီးတော့ပြောခဲ့တဲ့တရားကအဲ့ဒါလေဘာရရာဇပုံနာနော်နော်အဲ့ဒါတွေကတော့ဦးဇင်းတို့ကလည်းကြောင်းပြီးသားမှတ်ပြီးသားနော်ခုဘာရတော်စအနဝေဘာဟုဒီတရပုံနာနော်အဲ့ဒါနှမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီပုံနာကသူကဘာလို့ဘာဟုဒီတရလို့အမိရတယ်လေဆိုဘာဟုဆိုတာကများတယ်ဒီရဆိုတာကသမီးတွေပေါ့နော်အဲ့တော့သမီးများဆိုတာရှိတဲ့ပုံနာလို့ဒီလိုအမိရတယ်နော်သမီးကဘယ်လောက်များတော့ဆို9ယောက်တောင်ရှိတာနော်သမီးလေးကြီးပဲ9ယောက်ရှိတယ်နော်အဲကြောင့်မို့သူ့ကိုဘဟုတိတရာလို့ခေါ်ကြတယ်နော်အဲ့တော့သူကတောအုပ်ထဲကိုနွားပြောက်လို့နွားရှာရင်းနဲ့မြတ်စွာဘုရားနဲ့တွေ့တယ်နွားကလည်းဘယ်နှကောင်ပြောက်တော့ဆို14ကောင်အများကြီးပဲပြောက်သွားဘာလို့ပြောက်သွားတာလဲတောအုပ်ထဲဝင်သွားတာတော့သိတယ်ဒါပေမဲ့သူကသမင်းစားနေတဲ့အချိန်ဖြစ်တယ်နော်သမင်းစားရဲ့အတန်းတန်းကြီးတော့တောအုပ်ထဲဝင်သွားတာကိုနောက်ကလိုက်တော့ထောက်လျှောက်လိုက်မသွားသေးပဲနဲ့သမင်းကိုပြီးအောင်ဆက်စားနေနော်သမင်းစားပြီးလို့လိုက်သွားတဲ့အချိန်နွားကိုရှာမတွေ့တော့ဘယ်ရောက်သွားမှမသိနော်အဲ့နွားကိုကြီးပြောက်သွားလို့နွားကိုရှာရင်းနဲ့မြတ်စွာဘုရားနဲ့တွေ့တာနော်မြတ်စွာဘုရားကအဲ့မှာတင်နေခွေးပြီးတော့ဖလားသမဘတ်ဝင်စားနေအဲ့တော့မြတ်စွာဘုရားကိုတွေ့တယ်ဆိုရင်လည်းနော်အယံကြီးညိုစရာကောင်းတာကိုမြတ်စွာဘုရားငဘောကမကိလေသာတရားတွေကကင်းစင်ပြီးသားရင်းရင်းပြီးသားဘာအပူပင်မှမရှိနော်အပူပင်မရှိတဲ့မျက်နှာအယံကြီးညိုစရာကောင်းတယ်နော်အယံကြီးရှုစရာကောင်းတယ်ကြီးရှုစင်သွယ်ဖြစ်တယ်နော်မြင်တဲ့သူတွေရဲ့စိတ်နှလုံးကိုပီတိဖြစ်စေတယ်နော်ကိုယ်အလုံးကိုကိလေသာကင်းစင်နေတဲ့မြတ်စွာဘုရားကနော်ထက်စင်ဖလားသမဘတ်ကိုဝင်စားနေတာနော်အေးတော်အေးစင်နော်ဘလောက်ကြည်ညိုစရာကောင်းမလဲပုံနာကြီးကအပူတွေနဲ့လာတာနွားတွေကတယောက်တယောက်မှမသိနွားပြောက်ရှာနေတာ6ရက်ရှိပြီခုချိန်ကြီးဒီနွားပုံကြီးမတွေ့သေးဘူး
နော်အပူတွေနဲ့လာတာအဲ့တော့မြတ်စွာဘုရားကိုတွေ့တယ်ဆိုရင်ပဲမြတ်စွာဘုရားကိုဖူးမြင်ပြီးတော့သူကကတော့ပြီးတော့သူ့ကိုသူရေရွတ်တယ်ကြီးညိုစရာကောင်းလိုက်တာဒီယဟန်ကြီးနဲ့နော်သူ့မှာဘာအပူပင်မှမရှိဘူးမျက်နှာလေးကြည့်လိုက်ရတယ်လေပီတိဖြစ်စရာလေးအေးချမ်းလိုက်တာတာယာလိုက်တာကိုယ်လည်းချမ်းသာတယ်စိတ်လည်းချမ်းသာတယ်ရန်ကြီးမျိုးစရာကောင်းတာငါမှကြတော့နွားအုပ်တွေကြောက်လို့နွားတွေရှာလိုက်ရတာပူပန်လိုက်ရတာဒုက္ခတွေကြီးလိုက်တာသိကြတယ်ဒီယဟန်ကြီးမှာတော့နော်နွားတွေမရှိလို့နွားပြောက်ရှာရမယ်ဒုက္ခသူ့မှာမရှိဘူးတဲ့နော်အဲ့တော့ဘုရားနာမှာသွားပြီးတော့ညီးနေတာပေါ့နော်ဘုရားကြီးသူ့ရဲ့အပူတွေကိုညီးညူနေတာဘုရားရှိခိုးထားပြီးတော့နော်အဲ့ဒါနဲ့ပဲလားဆိုတော့မဟုတ်သေးဘူးနော်နောက်ထပ်ထပ်ညီးသေးတယ်နော်ဒီနေ့ကနှမ်းတွေကလည်းမရဘူးနှမ်းတွေအများကြီးကပတ်စံတွေချဲပြီးတော့ဝယ်ထားလာဝယ်တယ်ပြီးတော့ပြိုးလေးကျဲလိုက်တာငါကျဲပြီးတဲ့နောက်မှာပဲမိုးတွေအင်မတန်ရွာချတဲ့မိုးတော့မျောသွားတယ်နော်မိုးရေနဲ့မျောပါသွားတယ်အခုအပင်ပေါက်တော့လေကျုပ်တို့ကျဲတဲ့နော်အရင်ကမကြေဘူးအကျွေးကပြင်းတယ်နော်ဒီရဟန်းမှာတော့ကြည်လားနော်နှမ်းကြီးရှိဖို့မပေါ်ဘူးတဲ့နော်ဒီရဟန်းမှာတော့နှမ်းကြီးရှိဖို့မပေါ်ဘူးအေးချမ်းလိုက်တာနော်ကိုရောစိတ်ရောအေးချမ်းလိုက်တာသူ့မှာတော့နော်နောက်လို့နှမ်းကြီးပြတ်ဖို့အတွက်သူ့မှာနှမ်းကြီးရှိဖို့မပေါ်ဘူးနော်ရသော်ဘုရားနာမှာလာပြီးတော့ညီးကြတာနော်ဘုရားရှင်လက်ထက်ကလည်းညီးတယ်နော်ဒီခေတ်ကလူတွေရောနော်ကြောင်းလာရင်လည်းညီးတယ်ဘုရားလာရင်လည်းညီးတယ်နော်တပည့်တော်တို့အစဉ်ပြေဘူးဘုရားအစဉ်ပြေဘူးဘုရားနော်အဲ့တော့ခုခေတ်မှာညီးတာမဟုတ်ဘူးနော်အဲ့တော့ခေတ်ကအဲ့လိုဖြစ်နေတာလားမသိဘူးနော်ဘုန်းကြီးတွေတွေ့ညီးပြလိုက်ရတာဟုတ်လားဘုန်းကြီးတွေတွေ့ညီးပြလိုက်ရတာနော်အစဉ်မပြေဘူးဘုရားတပည့်တော်တို့သားသမီးတွေကလည်းစိုးတယ်ဘုရားနော်ကြီးကြတာအမျိုးမျိုးပဲနော်အဲ့တော့ဒီခေတ်မှာကြီးရမလို့အာမလျှော့တယ်ဟုတ်လားနော်ဘုရားရှင်တဲ့တက်ကလည်းကြီးတယ်နော်ခုလည်းဘာသာရာဇအနဝေဘုဒ္ဓိရပုံနာကြီးကနော်ဘုရားရဲ့ကြီးညိုပြီးတော့နော်အင်းချမ်းသာလေးကိုမျက်နာတော်လေးကိုဖူးပြီးတော့သူ့ရင်ထဲမှာဖြစ်နေတာလေနော်ဘေးနားကိုထိုင်ပြီးတော့ကြီးနေတာနော်ဒီရဟန်းကြီးမှာတော့နော်နွားကြောက်ဖို့နွားလည်းမရှိဘူးနှမ်းရင်းတွေပြတ်ဖို့နှမ်းရင်းလည်းမရှိဘူးဒါတွေပဲလားဆိုတော့မဟုတ်သေးဘူးနော်ထပ်ပြီးတော့ညီးသေးတယ်ဘုရားကြီးကနော်အဲ့ဒါတွေကဘူးတဲ့သူ့မှာသာသမီ9ယောက်ကိုနားမပါဘူးသမီး9ယောက်ရဲ့ဒုက္ခတွေခံစားရတယ်သမီးတွေမကသမီးတွေကအချင်းတန်အရွယ်ရောက်အိမ်တော်ကြနော်အဲ့တော့အိမ်တော်ကြပြီးတော့လင်အောင်ကြတော့ကိုလိုက်သွားတယ်နော်ဘာအစီအစဉ်လဲဒီ9ယောက်လုံးကွဲပြီးတော့တာသမီးတွေလက်ကဆွဲရမ်းလာတယ်နော်အဲ့ကလေးက10ယောက်ပါလာတယ်သမီးက9ယောက်နော်အကုန်လုံးမိဘအိမ်ပြန်ရောက်နော်အဲ့ဒီဒုက္ခတွေကိုလည်းသူကကြီးတယ်နော်သမင်းစားလို့မှကောင်းကောင်းမစားရဘူးဟုတ်လားသမင်းစားပဲကျန်ကလေးတွေကအဖိုးသမီးကိုကြွေးပါအောင်နော်ကိုတယောက်ကလာတဲ့သမီးကိုကြွေးပါအောင်ဒီလိုနဲ့သမင်းကိုတော့ဝဝနေမစားရဘူးတဲ့နော်သမီးတွေရဲ့ဒုက္ခညီးတွေရဲ့ဒုက္ခသူကဘုရားရှင်မှာလာပြီးတော့ကြီးပြတာနော်အဲ့တော့ဒါရမလားမဟုတ်သေးဘူးထပ်ပြီးတော့ညီးသေးတယ်နော်အဲ့တော့ဒီဘုဒ္ဓိရပုံနာကြီးကအရင်တော့နော်တထေးဒီမှာပေါ့နောက်တစ်ပြေးဟုတ်လားစီဝါရေးအစင်မပြေရင်နဲ့ဆင်းရဲလာဖို့ရပါတယ်နော်သူ့မှာဓမ္မလောင်စရာကြီးကြီးရှိတယ်နော်ဒီနေ့မှာတော့လောင်စရာကစဘာလည်းမရနှမ်းလည်းမရှိခေါင်းလောင်ကြီးဖြစ်တယ်အဲ့ဒီမှာဘာတွေနေရာယူနေလဲဆိုတော့ကြွက်တွေကနေရာယူနေတယ်နော်အဲ့ကြွက်တွေစူညံတဲ့အတန်ကိုလည်းသူကကြီးရဲ့နော်ညဆိုရင်လည်းကောင်းကောင်းမရဘူးကြွက်တွေကအမိ1000တောင်နေရွက်1000တောင်နော်စူညံနေတာပဲဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နော်သူကအဲ့ကြွက်တွေစူတာကိုလည်းပဲသူ့အတွက်တော့ဒုက္ခကြီးဖြစ်နော်အဲ့ဒါကိုလည်းပဲမြတ်စွာဘုရားဘေးမှာထားပြီးသူ့ရင်ထဲကဟုတ်လားမခံရှိမခံတာဖြစ်တယ်မြတ်စွာဘုရားကအယံအေးချမ်းတာဘူးနော်မြတ်စွာဘုရားကအယံအေးချမ်းတော့သူ့ရဲ့ပူလောင်မှုတွေပွက်ထွက်လာနော်ပူလောင်မှုတွေရင်ထဲကိုမတည်နိုင်ပွက်ထွက်လာနော်
အဲ့ဒါကြောင့်ဒီလိုကြီးတယ်နော်ရသော်ဗျာအင်းချမ်းလိုက်တာသူ့တော့ကြွက်တွေရဲ့ဓာတ်မခံရတော့ဘူးလေနော်ကြွက်တွေရဲ့ဓာတ်ကိုခံရမှာမဟုတ်ဘူးကြွက်တွေကဆူတယ်နောက်မှာတော့ကောင်းနဲ့အိတ်နေရအောင်နော်အဲ့ဒါလေးကြီးရတာဆိုမကုန်သေးဘူးနော်နောက်ထပ်ကြီးလုံးပဲအာကြီးနဲ့ချဘိုးကြိုက်လို့တဲ့နော်သူရဲ့အိမ်ရာတွေကရှင်းခေတ်ကတော့နော်လုံဖက်ပြီးလို့အမှတ်လေးလို့ဒီလိုမျိုးစုပြီးတော့ခင်းပြီးတော့အိမ်ရတာကိုနော်အိမ်ရာတွေကမခါရတယ်လေ9လရှိပြီတဲ့နော်တာသမီ9ယောက်တာရှိတယ်နော်မိဘကိုနော်လုံကျွေးကောင်းလုံကျွေးရမှန်သူတို့မတိကြဘူးနော်လုံကျွေးရကောင်းမှမတိကြဘူးနော်မိခင်ဖားကြီးနော်ရှင်းရရနဲ့ပင်ပန်းပန်းနဲ့ငါတို့ကိုလုံကျွေးနေတာနော်ငါတို့အဖေကြီးငါတို့ရဲ့ဖားကြီးကိုငါတို့ပြုစုရမယ်လုံကျွေးရမယ်အဲ့ရလေးပြင်ပေးတာရေချိုးဖို့အတွက်ရေလေးတွေခတ်ပေးတာနော်သုံးဖို့အတွက်သုံးရေလေးတွေခတ်ပေးတာဒါမျိုးတွေလုပ်ပေးဖို့မရတော့ပါဘူးနော်ဟုတ်အဲ့ရကိုလည်းဟုတ်လားနေဘူးမလန်းရတာ9လရှိပြီအဲ့ဒီမှာဂျပိုးတွေကအများကြီးပဲနော်ညအဲ့ဒီဆိုတော်တော်နဲ့အဲ့လိုမရဘူးဂျပိုးတွေကကတ်နော်အဲ့ဒါကိုလည်းကြီးတယ်နော်ညမှာတော့ဂျပိုးကားရောကောင်းကောင်းမအိပ်ရဘူးနော်ဒီရဟန်းကြီးကတော့ပြေးချလိုက်တာတာယာလိုက်တာကြီးညိုစရာကောင်းလိုက်တာနော်သူ့မှာတော့ဂျပိုးကိုက်စရာမရှိတော့ဘူးလေတူတယ်နော်မြတ်စွာဘုရားကဘာမှမပြောသေးဘူးနော်တီးခံနေတယ်တီးခံပြီးတော့သူ့ရဲ့အပူတွေကိုနော်အဲ့တော့လူတော်တော်များများကဒီလိုပဲနော်ကိုယ်ရင်ထဲမှာရှိတဲ့အရာတွေကိုဖွင့်ပြောလိုက်ရင်လည်းပေါ့နော်စကားတော့ရှိတယ်ဘာလို့ပြောကြည့်လိုက်ဘာလို့ရင်ထဲပေါ့သွားတော့ပေါ့နော်အဲ့လိုပါပဲအဲ့စကားကြီးပါပါပဲနော်အဲ့တော့ကိုကပြောလိုက်လို့ရှိရင်ရင်ထဲကိုပေါ့မြတ်စွာဘုရားအဲ့ဒါကိုသိတယ်နော်သူ့ရဲ့အပူတွေကိုသူပြောပါစေမြတ်စွာဘုရားတိခံပြီးတော့နားထောင်နော်တိခံပြီးတော့နားထောင်ပြီးနေတယ်နော်သူဂျပိုးကကြတယ်သူကညီးနေတာဒါလည်းပဲလားဆိုမပြီးသေးဘူးနော်အဲ့တော့ဂျပိုးကလို့အိတ်နေရတဲ့အချိန်ညနော်ဂျပိုးတွေကလည်းတွေးဝါလို့ငြိမ်သွားတဲ့အချိန်သူကလည်းအရင်အိတ်မောကြလာတဲ့အချိန်အိတ်ချင်နေတဲ့အချိန်မနက်2 နာရီ3 နာရီတော့ဆိုလို့ရှိရင်နော်အဲ့တော့သူ့ရဲ့ပုံလေးမှကြီးကရှင်းအောင်နဲ့လာပြီးကန်လို့တယ်နော်ဒါကိုလည်းဘုရားရှင်လာကြီးရတယ်နော်အဲ့တော့တို့တကားတွေရောကန်လို့လည်းသူရှိရလားနော်တယောက်မှတော့မကြီးသေးပါဘူးနော်နားတော့စုရဲလို့ပြောတယ်နော်ပူညာတော့ကြားတယ်ဟုတ်လားရှင်းအောင်နဲ့တော့ကန်မလို့တော့ပါဘူးနော်အဲ့တော့တို့တကားမတွေကလည်းပဲနော်ကိုကချစ်လို့ကြလို့ယူထားတဲ့တကားတွေနော်ကိုယ့်ရဲ့လေယောက်ျားကိုဘာလို့ရမှာလဲရှစ်ခိုးပြီးတော့အိပ်ရမယ်လို့မြတ်စွာဘုရားကဆုံးမထားတာနော်အဲ့တော့ခြေတော်နဲ့ကန်လို့တာမျိုးနော်အဲ့မျိုးဆိုတာအချင်းချင်းတောင်မှမကောင်းဘူးနော်တကယ်ချင်းချင်းတောင်မှခြေတော်နဲ့ကန်လို့မကောင်းဘူးနော်အဲ့တော့ကိုကချစ်လို့ကြိုက်လို့ယူထားတဲ့ကိုယ့်ရဲ့နေယောက်ျားအိမ်ဦးနဲ့ဆိုရင်တော့နော်ရှစ်ခိုးတောင်မှအိပ်ရတယ်တဲ့နော်လက်တစ်ပါးကိုသဘောထားရမယ်နော်အဲ့ဒါဆိုရင်ကိုယ့်ရဲ့နော်ပင်ကိုအလှတယ်စိတ်ထားအလှကပို့ပြီးတော့ကြည့်လို့ကောင်းတယ်နော်ရင်ထဲမှာရှိတဲ့စိတ်ထားအလှနော်စိတ်လေးကလှလို့ရှိရင်နော်လူတယောက်မေတ္တာတရားနဲ့ရင်ထဲမှာကဲနေပြီဆိုအဲ့ဒီရဲ့မျက်နှာကိုကြည့်လိုက်နော်ကြည့်တဲ့သူမှလည်းပဲစိတ်ချမ်းသာတယ်နော်ဒေါသထွက်နေတဲ့သူရဲ့မျက်နှာကြည့်တာနော်ကြည့်တဲ့သူတော့မှကြောက်ရတယ်နော်ဒေါသထွက်နေအဲ့တော့ဥစ္စာသွားတာပေါ့အဲ့တော့အဲ့လိုပါပဲနော်ယောသမီးတွေကလည်းကိုယ့်ရဲ့နေယောက်ျားကိုနော်မေတ္တာတရားထားရမှာပေါ့နော်အဲ့လိုမျိုးချောင်းနဲ့ကန်လို့တာမျိုးဆိုတာဒါမဖြစ်သင့်ဘူးနော်ဒါပေမဲ့ဒီပုံနာကြီးကခြေတော်ပုံရင်းမှာပုံနာကြီးကိုချောင်းနဲ့ကန်လို့တယ်အဲ့ဒါကိုမြတ်စွာဘုရားကလာကြီးပြနော်ဒီနာကြီးမှာတော့အေးချမ်းလိုက်တာနော်သူ့တော့ကန်လို့မဲ့သူမရှိတော့ဘူးနော်မြတ်စွာဘုရားကံလို့မဲ့သူမရှိတော့ဘူးတဲ့ငါမှာတော့ပုံသားကြီးကမနဲ့မိုးမလင်းသေးပုံလေးမှကြီးလာနော်မိုးမလင်းသေးဘူးချောင်းနဲ့ကံပြန်ပြီးတော့လို့တာနော်အဲ့တော့ပုံလေးမှကြီးကဘာလို့ချောင်းနဲ့ကံလို့တာလဲသူကလည်းအကြောင်းရှိတယ်နော်သူကလည်းအကြောင်းရှိတယ်အကြောင်းကဘာလို့လဲဆိုမနဲ့မိုးလင်းကြည့်အောင်ဒီပုံသားကြီးအိတ်နေလေအကျွေးရှင်တွေနဲ့တွေ့မှာနော်
အကျွေးရှင်နေတဲ့တွေ့အကျွေးတောင်းခံရမှာနော်သူကစီးပွားရေးကအစင်မပြေဘူးနော်အစင်မပြေတော့ပတ်စံကြီးတက်ချီးပြီးတော့နော်စက်ကြိုးရတယ်ထွန်ရဲရတယ်နော်အဲ့တော့သူကမိုးတင်းတောင်နေရင်နော်အကျွေးတောင်းတဲ့သူတွေလာတယ်နော်အဲ့ဒါကိုလည်းပဲပုံနာကြီးကပြီးတာပဲနော်ငါမှတော့မနဲ့မိုးလင်းရင်အကျွေးတောင်းတဲ့လူတွေကတန်းစီနေရတယ်ချင်းချောက်တန်တွေကလည်းအများကြီးပဲနော်ဟုတ်လားထောင်ချမဲ့လက်ွက်လူကြီးနဲ့တန်းမဲ့အကျွေးပေးရင်နော်ဒီပုံနာကြီးဘယ်သွားနေတာတော့အဲ့တော့သူကအစိုးရထားပြီးတော့တိုးတဲ့သွားရတယ်ရှောင်ရတယ်ပေါ့နော်အကျွေးမတောင်းအဲ့တော့ပုံနာကြီးကြီးတာက9ချက်တော့ပါနော်ပုံနာကြီးကြီးတာ9ချက်လောကမှာလူတိုင်းကတော့ညီးစရာတွေနဲ့ကြည့်ပါပဲเนาะအဲ့တော့အစင်မပြေတာတွေကြီးပဲပြောနေရင်အစင်ပြေတာတွေပျောက်သွားတယ်เนาะအဲ့တော့အစင်ပြေအောင်ကိုကဘယ်လိုလုပ်ရမလဲเนาะကိုယ်ပြောချင်တာဒီကတရားအဲ့ဒါเนาะအစင်ပြေအောင်ဘယ်လိုလုပ်ရမလဲအချက်6ချက်ရှိတယ်เนาะအစင်ပြေအောင်ကြီးပွားရာကြီးပွားကြောင်းတရားเนาะဒီတရားတွေကိုကိုကတွဲထားရမှာကိုယ်လည်းမကွာထားရမှာเนาะခုဒီပုံနာကြီးသူအပူတွေသူ့မှာတရားမရှိရင်ထဲမှာတရားမရှိတရားတွေနဲ့ခွဲထားတာเนาะတရားတွေနဲ့လူနဲ့ကွဲနေတယ်เนาะတွဲမထားဘူးတွဲမထားတဲ့အတွက်သူ့မှာပူလောင်နေရเนาะအဲ့ဆိုရင်ကိုကအင်းချမ်းအောင်အစင်ပြေအောင်ဘာလို့ရှိရမလဲနံပါတ်1ကိုယ်ကျမ်းမာမှုရှိရနော်အာရောချာတဲ့ပုဂ္ဂိုလ်ကိုကျမ်းမာမှုရှိရတယ်နော်အဲ့လိုကျမ်းမာအောင်ကဘာကြောင့်ကျမ်းမာရေးဖြစ်တာလဲဒီမကောင်းဖြစ်တာလဲဆိုလို့ရှိရင်နော်လေကြောင့်လည်းဖြစ်တယ်နော်လေကြောင့်လည်းဖြစ်တယ်တဲကြီးကြောင့်လည်းဖြစ်တယ်နောက်ပြီးတော့တလက်ကြောင့်လည်းဖြစ်တယ်နော်နောက်ပြီးတော့အဲ့လိုမျိုးပေါင်းတဲ့လေတဲကြီးတလက်ကြောင့်လည်းဖြစ်တယ်နော်နောက်တစ်ခုကယာတိဥဒုကြောင့်လည်းပဲကျမ်းမာရေးခောက်ကြတယ်နော်နောက်တစ်ခုကနော်အနေအထိုင်မစင်ကျင်လို့ရှိရင်လည်းပဲကျမ်းမာရေးခောက်တယ်တဲ့နော်နေမကောင်းဖြစ်တယ်နောက်တစ်ခုကသူတစ်ပါးတွေရဲ့မကောင်းကြံလို့ရှိရင်လည်းပဲကိုယ်ကျမ်းမာရေးခောက်တယ်နော်နောက်တစ်ခုကအစားအသောက်မစင်ကျင်လည်းပဲကျမ်းမာရေးခောက်တယ်နော်နောက်ဆုံးတစ်ခုကကံကြောင့်လည်းဖြစ်တယ်နော်အချက်8ချက်ရှိတယ်နော်အဲ့တော့အချက်8ချက်တည်းကနော်ကံတရားကိုတော့တစ်ခုလေးရနော်ကံတရားကြောင့်ဖြစ်တာတော့ဘုရားတတ်နိုင်ပါနော်ကြံတဲ့အရာတွေနော်ကျမ်းမာရေးဖြစ်စေတတ်တဲ့အရာတွေအနေထိုင်မစင်ကြင်တဲ့အခါပေါ့ကြာကြာကြီးထိုင်နေတယ်နော်ကြာကြာကြီးလျောင်းနေတယ်ကြာကြာကြီးမတ်တက်ရက်နေတယ်အဲ့လိုဆိုလို့ရှိရင်ကျမ်းမာရေးတွေဖောက်တယ်နော်အနေအထိုင်ကမတက်လို့ရှိရင်ခါနာတာဒူနာတာနော်တခါတည်းအနေထိုင်မတက်တဲ့ခါဟုတ်လားအစ်စ်တွေလွဲသွားတတ်တာဒါတွေကအနေအထိုင်မတက်လို့နော်နောက်ပြီးတော့ဥဒုကြောင့်လည်းဖြစ်တယ်တဲ့နော်ဥဒုအပူအေးညံ့အောင်လည်းနေကြရတယ်နော်ကိုယ့်ရဲ့ကျမ်းမာရေးအတွက်အပူအေးညံ့အောင်လည်းနေကြရတယ်နောက်တစ်ခုအစားအသောက်ကနော်ခုခေတ်ဆိုရင်တော်တော်လေးရှောင်စရာတွေများတယ်နော်ရှောင်စရာတွေကအများကြီးပဲနော်ကိုယ်နဲ့မသိတဲ့အရာတွေကိုယ်ကတွေးတိုးရှိပါတယ်ဆိုမှအများကြီးတွန်းစားလို့ရမှာလားရှောင်ရမယ်တဲ့နော်ကိုယ့်ရဲ့ကျမ်းမာရေးကောင်းရှောင်ရမယ်နော်ကိုယ်နဲ့မတည့်တဲ့အစားအစာတွေကိုယ်ကစီချိုးရှိပါတယ်ဆိုမှအချိုးလေးစားလို့ရမှာလားမရဘူးဒါတွေကိုကိုယ်တိုင်ရှောင်ကျင်လို့ရှိရင်နော်ကိုယ်တိုင်စင်ကျင်လို့ရှိရင်ကျမ်းမာရေးဟာကောင်းတယ်နော်အဲ့တော့ကိုယ့်ရဲ့ကြီးပွားရေးမှာနံပါတ်1ကဘာလဲတော့ကျမ်းမာရေးကအញ្ញံကိုရေးကြည့်တယ်နော်ကျမ်းမာရမယ်ကိုယ့်ရဲ့ခန္ဓာကြီးတန်ဆွမ်းရမယ်ဟုတ်လားအဲ့တော့ဒီတရားတွေကိုကိုယ်နဲ့မကွာတွဲထားရမှာနော်ကျမ်းမာခြင်းတရားကိုကိုယ်နဲ့မကွာတွဲထားရမှာဟုတ်လားခွဲမထားနဲ့နော်အဲ့တော့လိုက်ဆိုမယ်ကျမ်းမာဖို့ရာဒီခန္ဓာဒေချာလိုအပ်တာဒီဓမ္မကခွဲမသွားတွဲထားအမြဲပါ
ဝမုတ်ချကြီးပွားမှာကိုဘဝကိုနော်တိုးတက်ခြင်းနဲ့ကြီးပွားခြင်းနဲ့ဆိုရင်နံပါတ်1ကဘာလို့ဟုတ်လဲဘာလို့အပ်လဲကျမ်းမာခြင်းတရားတွေနဲ့တွဲထားရမယ်နော်ကျမ်းမာရေးကိုအထူးဂရုစိုက်ရမယ်နော်ဒါကအာရောချနော်နံပါတ်2သီလတဲ့နော်သီလတရားတွေလည်းရှိရမယ်တဲ့နော်သီလဆိုတာကဘာလဲနော်စီကံနဲ့ပြောတာသီလနော်စီကံနဲ့လောက်တာသီလနော်ပါဏာတိပါဒာညာအတ္တကိုမတတ်ဘူးဒါလည်းပဲကိုချင်းသီလနော်အဲ့တော့ဒီသီလတွေကိုရှိဖို့နော်ဘာလို့အပ်တယ်လဲဆိုရင်နော်ဟိတိကုတ္တပါတဲ့နော်ဟိတိကုတ္တပါအရှက်နဲ့အကြောက်လိုအပ်တယ်နော်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာသီလတရားတွေကျင့်ဖို့အရှက်အကြောက်လိုအပ်တယ်အရှက်ဘာလဲအကြောက်ဘာလဲဆိုလို့ရှိရင်နော်လူအုပ်ကြီးရှိထပြောမှာရှက်တာနော်အဲ့တော့လူရှိထားစကားပြောမှာရှက်တာဒါကိုပြောလို့မဟုတ်ဘူးနော်အဲ့ဒါကိုအရှက်အကြောက်လို့မခေါ်ဘူးအရှက်ဆိုတာဘာလဲအတ္တဂါရဝကိုယ့်ကိုယ်ကိုလေးစားခြင်းနော်ဒီနော်အရှက်ဆိုတာကကိုယ့်ကိုယ်ကိုလေးစားရမယ်ငါလိုလူမျိုးကဒါမျိုးမလုပ်ဘူးဆိုတာမျိုးနော်ငါလိုလူမျိုးကဒါမျိုးမလုပ်ဘူးကိုယ့်ကိုယ်ကိုလေးစားတယ်နော်ကိုယ့်ကိုယ်ကိုလေးစားငါလိုလူမျိုးကသူများဥစ္စာမခိုးဘူးနော်ငါလိုလူမျိုးကလိမ်မပြောဘူးနော်ငါလိုလူမျိုးကဘာလို့အယံမတော့ဘူးနော်ဒါဟိဒီနော်ကိုယ်သက်ခါကိုထိန်းတာဟာဟိဒီနော်အဲ့တော့အရှက်ရှိရမယ်လောကမှာတိုးတက်ချင်လို့ရှိရင်ဘာရှိရမှာတော့အရှက်တရားဟိဒီတရားရှိရမယ်နောက်ကုတ္တပပရဂါရဝနော်ကုတ္တပဆိုတာကပရဂါရဝသူဓမ္မတွေကိုလေးစားတယ်တနည်းပြောရင်ပတ်ဝန်းကျင်ကိုလေးစားရမယ်အလေးထားရမယ်နော်အဲ့တော့ပတ်ဝန်းကျင်ဘယ်လိုမျိုးအလေးထားရမှာလဲငါအခုလိုမျိုးလုံလိုက်လို့ငါမိသားစုငါဆွေမျိုးသားချင်းနော်ငါရဲ့ရွာငါတိုင်းပြည်ကြီးနော်တိတ်ခါတွေကြာသွားနိုင်တဲ့အရှက်တရားတွေရသွားနိုင်တယ်ဒါပတ်ဝန်းကျင်ကိုလေးစားတာနော်အဲ့တော့အဲ့ဒါပတ်ဝန်းကျင်ကိုလေးစားတယ်နော်တကယ်ချင်းတွေအချင်းချင်းအိတ်နေတယ်တပည့်ရည်ဖုံးအကျယ်ကြီးပြောတာတချင်းအကျယ်ကြီးဖွင့်တာဒါဆိုရင်ပတ်ဝန်းကျင်လေးစားရမရောက်ဘူးနှိမ့်ဆက်ရရောက်တယ်နော်အဲ့တော့ညအချိန်မတော်နော်သူများတွေကအိတ်နေတယ်ဟိုကတချင်းအကျယ်ကြီးဖွင့်တာဒါမျိုးတွေပေါ့ဒါဆိုရင်ပတ်ဝန်းကျင်ကိုလေးစားရမရောက်ဘူးအလေးထားရမရောက်ဘူးအဲ့ဆိုရင်ကုတ္တပတရားကင်းတယ်လို့ဒီလိုယူဆရတယ်နော်အဲ့တော့ပတ်ဝန်းကျင်လေးစားတတ်ခြင်းဟာလည်းပဲသီလပဲတဲ့နော်အဲ့တော့သီလတရားတွေကိုယ့်ရဲ့တန်တန်မှာရှိခြင်းလို့ရှိရင်ဟိရိတရားလည်းရှိရမယ်ကုတ္တပတရားလည်းရှိရမယ်နော်ဟိရိကုတ္တပဆိုတာကနော်ကဘာဆောင်တရားလို့တော့ခေါ်တယ်နော်အဲ့တော့အရှက်လည်းမရှိဘူးအကြောက်လည်းမရှိဘူးနာမည်တော်ထွက်ပြီးငါကွဆိုဆဲခြင်းလည်းဆဲခြင်းလည်းဒါဆိုရင်ကိုယ့်ကိုယ်ကိုလည်းမလေးစားဘူးပတ်ဝန်းကျင်ကိုလည်းမလေးစားဘူးအဲ့လိုတရားတွေကင်းမဲ့လာလို့ရှိရင်တဲ့ကဘာကြီးကခဏလေးပြတ်သွားမှာနော်အဲ့တော့အရှက်အကြောက်ရှိရမယ်အရှက်အကြောက်ဆိုတာဘာလဲဆိုလို့ရှိရင်ကိုယ်ချင်းတရားကောင်းခြင်းပါပဲနော်အဲ့တော့တိလာတွေရှိခြင်းပါပဲအဲ့တော့ဒီကိုယ်ကိုယ်ကိုတိုးတက်ခြင်းနဲ့ကြီးပွားခြင်းနဲ့ဆိုရင်ဘာရှိရမှာတော့တိလာရှိရမယ်တဲ့နော်အဲ့တော့တိလာတရားကိုကိုယ်ကထိရမယ်ခါဝိပ္ပဆိုလို့ရဲရမယ်လိုက်ဆိုမယ်တိလာကျင့်ကိုခါဝိလို့ထိကိုထိရမည်ဓမ္မကဘယ်မတော်ဝေထအမြဲပါဝေထနိုင်မှာကိုဘဝမုတ်ချကြီးပွားမှာနံပါတ်1ချက်ပါတော့သီလတရားရှိရမယ်နော်နောက်နံပါတ်3နော်နံပါတ်3ကဗုဒ္ဓနုခတာကြီးသူတို့ရဲ့စကားတွေကိုနားထောင်ရမယ်နော်အဲ့တော့အသက်ကြီးတဲ့လူတွေရဲ့စကားကိုဘာလို့နားထောင်ရလဲဆိုလို့ရှိရင်
သူတို့မှာကတော့စာတွင်းတဲ့ကိုယ်တွင်းတွေပုံများတယ်နော်အဲ့တော့ကိုယ်တွင်းဆိုတဲ့အရာတွေကမှားဘူးနော်အမှားနည်းတယ်နော်ကိုယ်တွင်းဆိုတဲ့အရာတွေကအမှားနည်းတယ်ဒါကြောင့်ကြီးတဲ့သူတွေရဲ့စကားကိုလည်းပဲနားထောင်ရမယ်နော်ကိုကစီးပွားရေးအပြစ်တစ်ခုလုပ်တယ်ဆိုပါစို့နော်အဲ့ဒီစီးပွားရေးနဲ့ဟလာရင်းနှီးကျွမ်းဝင်တဲ့သူရဲ့စကားကိုကိုကနားထောင်ရမယ်သူတို့ပေးတဲ့အကြံကိုကိုကတင်ယူရမယ်မှတ်သားရမယ်နော်အဲ့ဒီအရာတွေမှာကိုနဲ့ဘယ်ဟာကတင့်တော်တယ်နော်ဘယ်ဟာကမတင့်တော်ဘူးဆိုပြီးတော့ကိုကယူတတ်ရမယ်နော်အဲ့တော့ဒီသူတို့ရဲ့စကားကိုနားထောင်ခြင်းဟာလည်းပဲကိုဘဝရဲ့နော်တိုးတက်ရာတိုးတက်ကြောင်းတပါးပဲတဲ့နော်အဲ့တော့ကြီးသူတွေရဲ့စကားလူကြီးသူမတွေရဲ့စကားကိုနားထောင်ရတယ်နော်အခုခေတ်ဆိုလို့ရှိရင်ကြီးတဲ့သူတွေကနော်ပြောပြတယ်ကိုနားထောင်ဖို့တိတ်စိတ်ဝင်စားတော့ဘူးနော်နော် IGK ကြီးရဲ့မှာကြတော့နော်တယောက်နဲ့တယောက်စကားပြောဖို့တိတ်စိတ်ဝင်စားကြတော့ဘူးနော်နော်ဘယ်ထဲမှာပြောတော့ဖုန်းထဲမှာပဲအချိန်ကုန်ပြီးတော့စကားပြောဖို့မိတ်သွားကြတယ်နော်အရင်တော့လက်ဖက်ဆိုင်ထိုင်နေတော်တယောက်နဲ့တယောက်သူစီအကြောင်းလေးဘုဒ္ဓပြရေကိုရကိုစီအကြောင်းလေးသူ့ကိုမျှဝေနော်အခုကျတော့တယောက်နဲ့တယောက်ထိုင်နေတယ်နော်နောက်ကမ္မထမ်းကြောင့်ရောက်နေတဲ့တိုင်းဘာသာမှမကြားရဘူးနော်ကွက်လက်ကလည်းလို့ကျန်တာမကြားဘူးနော်အဲ့တော့ကြီးသူတွေရဲ့စကားကိုနားထောင်ခြင်းဟာလည်းပဲဘာလဲတော့တိုးတက်ရာတိုးတက်ကြောင်းတပါးပဲတဲ့နော်အဲ့တော့အဲ့ဒီလိုက်ဆိုတဲ့ကြီးသူစကားယေဝထာမတနာခံပါဤဓမ္မကခွဲမတော်တွေ့တာအမြဲပါတွေ့တာနိုင်ပါဘုဘဝမုတ်ချကြီးပွားမှာပွားကြောင့်ဘယ်နှပါရှိသွားတော့တော့ပါရှိသွားပြီကိုကျမ်းမာရမယ်တိလာရှိရမယ်ကြီးသူတွေရဲ့စကားကိုနားထောင်ရမယ်နော်နောက်တစ်ခုကဘာလဲဆိုရင်တုတ္တနော်တုတ္တဆိုတာကနော်ပဝင်းကြီးရဲ့အကြောင်းတွေကိုလည်းလေ့လာရမယ်နောက်ကိုယ်နဲ့ဆက်ဆက်တဲ့စီးပွားရေးလို့စီးပွားရေးနဲ့ဆက်ဆက်တဲ့အကြောင်းတွေကိုလည်းလေ့လာမယ်နေ့စဉ်တိုးပွားနေရမယ်နော်တုတ္တဆိုတာတတိပြောရင်ပညာပါပဲနော်အဲ့တော့ပညာဆိုတာဒီတိုးပွားနေကောင်းပြီတိနေကောင်းပြီပညာဆိုတာဘာလဲဆိုလို့ရှိရင်ကောင်းတာရဲ့ဆိုးတာရဲ့ခွဲခြားတိတတ်တာပညာပဲနော်အကျိုးရှိတာကိုသိတတ်ခြင်းဟာပညာပဲတဲ့နော်အဲ့တော့ပညာကိုစီးပူးခြင်းအဲ့ဒီပညာဘယ်လိုစီးပူးမလဲနော်စာအုပ်တွေဖတ်ခြင်းအပြင်စီးပူးလို့ရတယ်နော်အင်တာနက်ပေါ်မှာကိုလိုချင်တဲ့အကြောင်းအရာကိုနော်ရရှာပြီးတော့လည်းစီးပူးလို့ရတယ်နော်အဲ့တော့ပညာဆိုတာကိုလိုချင်တော့အများကြီးရတယ်ကိုကဘယ်အကြောင်းအရာကိုလိုချင်လဲနော်ကိုလိုချင်တဲ့အကြောင်းအရာတွေကိုရှာဖွေရမယ်စီးပူးရမယ်အဲ့တော့ကိုယ်စီမှာရှိရမှာလိုချင်စိတ်လေးတစ်ခုသိချင်စိတ်လေးတစ်ခုပဲနော်အဲ့ဒါကြောင့်ပညာတရားကိုနဲ့မကွာထားခြင်းဟာလည်းပဲတိုးတက်ရာတိုးတက်ကြောင်းပဲတဲ့နော်အဲ့တော့အချိန်ကစေခွဲနော်မလေးစောပါသေးနော်အဲ့တော့ဒီ6ပါးလေးတော့ပြီးအောင်ပြောနော်အဲ့တော့ပညာတရားကိုစီးပူးခြင်းဟာလည်းပဲကိုယ်နဲ့မကွာထားရမယ်ပညာတရားရှိမှနော်ကိုယ်လုံးတဲ့အလုပ်ဟာနော်ကိုယ်လုံးရမယ့်အလုပ်ဟာနော်အမှန်နဲ့သွားမယ်နော်ကြီးသူတို့စကားကိုနားထောင်တာလည်းပဲပညာပါပဲနော်ကိုလုံးနေတဲ့စီးပွားရေးကိုကျွမ်းကျင်နိုင်နေတာကလည်းပဲပညာပဲနော်အဲကြောင့်နေ့စဉ်ပညာရေးကိုလည်းပဲတိုးတက်အောင်လုပ်ကြရမယ်နော်အဲ့ဒီလိုက်ဆိုမဲ့အတိပညာနေ့စဉ်ရှာဘိုးဘွားနိုင်ရမည်ဒီဓမ္မကခွဲမသွားတွေ့တာအမြဲပါတွေ့တာနိုင်ပါဘုဘဝမ
ချကြီးပွားမှာကြီးပွားရာကြီးပွားကြောင့်ဖြစ်တဲ့ပညာကိုလည်းပဲနေ့စဉ်တိုးအောင်ရှာဖွေနိုင်ရမယ်တဲ့နော်နောက်တစ်ခုကနော်အဲ့တော့သူစိတ်ဓာတ်တဲ့တရားနိလန်းအကြောင်းနော်ဓမ္မာနုကတနော်တရားနိလန်းကြကြအလုပ်လုပ်ရမယ်နော်တရားလမ်းကြောင်းနဲ့တွားရမယ်အဲ့ဆိုတရားလမ်းကြောင်းကဘာဒီလဲနော်အဲ့တော့ကောင်းတဲ့အလုပ်တွေပေါ့နော်သူတစ်ပါးအသက်မတက်တာလည်းပဲနော်သူများကိုမကြီးစဲတာလည်းပဲကောင်းတဲ့အလုပ်တွေပဲနော်အဲ့တော့အယက်ဒေသမတောက်တာလည်းပဲကောင်းတဲ့အလုပ်တွေပဲနော်နောက်သူတစ်ပါးကိုမနာလိုအိတ်တာမစ္စည်းရတွေမထားခြင်းဟာလည်းပဲကောင်းတဲ့အလုပ်တွေပဲနော်သူစရိုက်တရား10ပါးနဲ့အညီနော်ကိုကျင့်တရားတွေကောင်းအောင်လုပ်ကြရမယ်အဲ့ဒါဆိုလို့ရှိရင်လည်းပဲနော်ဘဝမှာကြီးပွားရာကြီးပွားကြောင်းပဲနော်အဲ့တော့သူစရိုက်တရားတွေကိုမှမရှိဘူးဆိုရင်ကိုမှချမ်းသာနေလည်းပဲဒီနော်ဒီလူကြီးကနော်အကျင့်မကောင်းဘူးနော်အဲ့လိုပြောလိုက်တာနဲ့လူယုံနေမှုမရှိတော့နော်အဲ့တော့အားရအထူးလေးအာနာလေးပါဝါလေးဘလောက်ပင်ရှိနေပါစေနော်သူ့မှာသူ့စရိုက်တရားတွေမရှိပဲဒုစရိုက်တွေနဲ့ကြီးပွားလာတယ်တိုးတက်လာတယ်ရလာတယ်ဆိုသူ့ကိုလေးစားမှုမရှိတော့နော်သူဘာပြောသူပြောတဲ့များယုံစရာမရှိတော့နော်အဲ့ဒါဘာကြောင့်လဲဆိုသူ့ရဲ့အာလျော်စွာနော်ကောင်းသောအာလျော်စွာသူကပိုင်ဆိုင်ခဲ့တာမဟုတ်လို့လုံးဆောင်ခဲ့တာမဟုတ်လို့နော်အဲ့ဆိုရင်သူဟာတိုးတက်ချင်တယ်နော်သူဘယ်တော့ပင်တိုးတက်နေပါစေနော်အဲ့ဒါကြီးကမကြာရှိဘူးနော်မခိုင်မြဲမတည်မြဲဘူးနော်အဲ့တော့အလုံးလုံးတဲ့ခါဓမ္မာနုကတနော်သူစီရတရားတွေနဲ့ညီစွာအလုံးလုံးရမယ်နော်အဲ့ဒါလည်းပဲကိုယ့်ဘဝရဲ့တိုးတက်ရာတိုးတက်ကြောင်းရဲ့တဲ့ဟုတ်ပြီလားအဲ့ဒါလေးလိုက်ဆိုမယ်သူစီရတရားကိုနေ့စဉ်တို့ကျင့်ကိုကျင့်ရမည်ဓမ္မကဝေမတော်ဝေဒအမြဲပါဝေထနိုင်ပါဘုဘဝမုတ်ချကြီးပွားမှာငါးခုမြောက်နော်ကြီးပွားကြောင်းတရားနောက်ဆုံးတစ်ခုအလေနာတာနော်မပြေးရဘူးတဲ့နော်မပြေးရဘူးဆိုတာကဝီရရှိရမယ်လို့ဆိုလိုတာနော်ကိုယ့်ရဲ့အလုပ်တစ်ခုလုပ်တယ်နော်လောကမြောင်ပြောတယ် I do my best နော် I do my best ငါအကောင်းဆုံးလုပ်မယ်နော်စွမ်းစွမ်းတမန်ကြိုးစားမယ်နော်လုံးဝဝီရအပြည့်နဲ့လုပ်မယ်နော်အဲ့ဒါဝိရိယတရားတွေမလျှော့ရဘူးကိုလုပ်တဲ့အလုပ်နော်မပြင်းရဘူးလို့ပြောတယ်နော်အဲ့တော့မပြင်းခြင်းဟာလည်းပဲနော်ဝိရိယရှိခြင်းဟာလည်းပဲကြီးပွားကြောင်းတရားတွေပဲတဲ့နော်အဲ့တော့စေနာခွင့်နေဖြစ်တဲ့အတွက်အကြံနော်အဲ့ဒီလိုက်ဆိုမယ်မိမိအလုံးလုံးလာထုံစိုက်ထုတ်လုံးရမည်ဤတိတရားဝေမတော်ဝေထအမြဲပါဝေထနိုင်ပါဘုဘဝမုတ်ချကြီးပွားမှာကိုယ်နဲ့အတူတွဲထားရမယ့်တရားတွေကဘာတွေလဲလို့ဒီကုန်းချုပ်လို့ရှိရင်နော်ကျမ်းမာရေးကောင်းရမယ်နော်နောက်နံပါတ်1ကသီလရှိရမယ်နော်နောက်နံပါတ်3ကဘာလဲတော့ကြီးသူတွေရဲ့စကားကိုနားထောင်ရမယ်နောက်နံပါတ်4ကဘာလဲတော့ပညာစီးပူးရမယ်ပညာတရားတွေနေ့စဉ်နဲ့အမျှတိုးတက်နေရမယ်နောက်နံပါတ်5ကဘာလဲတော့သူစီရတရားတွေနဲ့တရားဤလမ်းကြကြအလုံးလုံးနိုင်ရမယ်နောက်ဆုံးတစ်ခုကဘာလဲတော့မပြင်းရဘူးလုံးဝဝိရိယရှိရှိနဲ့အလုံးလုံးရမယ်နော်ဒီတရား6ပါးကိုမှရှိနေလို့ရှိရင်ကိုယ်နဲ့အတူတွဲထားမယ်ဆိုလို့ရှိရင်နော်ကိုကမုတ်ချကိုကြီးပွားမယ်တဲ့နော်ဒီတရားအတန်လုပ်မယ်ဆိုရင်ကြီးပွားမယ်
ခုနကဇလန်းကိုပြန်ဆက်ကြစို့နော်ဇလန်းလေးသိမ့်ပြီးတရားသိမ့်မယ်နော်အဲ့တော့ခုနကနော်ပုံနာကြီးကဘုရားရှင်မှာလာညီးညူနေကြနော်လာပြီးတော့ညီးညူနေတာနော်အဲ့တော့သူ့မှာဘာမရှိလို့လဲဆိုရင်ဒီတရားတွေမရှိခဲ့လို့နော်ဒီတရားတွေနဲ့ခွဲထားလို့နော်ဒီတရားတွေနဲ့သူကတွဲမထားလို့နော်အဲ့တော့သူကညီးညူနေရအပူတွေနဲ့နော်အဲ့တော့အဲ့လိုမကြီးကျူးခြင်းကိုအပူတွေရင်းကျင်တယ်ဆိုလို့ရှိရင်အခုပြောခဲ့တဲ့တရား6ပါးကိုနဲ့မကွာတွဲထားပါနော်အဲ့တော့တရားကောင်းစရာပါတယ်တော့ခွဲမကွာနဲ့တွဲထားပါနော်တွဲထားတဲ့တရားတွေသိသွားပြီအဲ့တော့နောက်ခုနကဘုဒ္ဓိရပုံနာကြီးကနော်မြတ်စွာဘုရားကပြန်ပြီးတော့ပြောတယ်ပုံနာကြီးငါမှတင်ပြောတဲ့အပူတွေငါမှမရှိဘူးခုနှစ်ချက်နော်ပြန်ပြောတော့တင်ပြောတဲ့အပူတွေငါမှမရှိဘူးတဲ့ငါကအရင်အေးချမ်းတယ်နော်အရင်အေးချမ်းတယ်တဲ့ကာယနော်ကိုယ်ကလည်းချမ်းသာတယ်ကျမ်းမာတယ်နော်စိတ်လည်းကျမ်းမာတယ်ချမ်းသာတယ်မြတ်စွာဘုရားကပြန်ပြောတော့သူကယဟန်တရားကိုသိသွားတယ်အဲ့တော့သူကယဟန်အဖြစ်ကိုတောင်းတယ်ပေါ့နော်မြတ်စွာဘုရားကဘုရားကျောင်းတော်ကိုခေါ်လာပြီးတော့ဝတ်ပေးလိုက်တယ်နော်အဲ့တော့ကျောင်းခေါ်လာပြီးရဟန်းဝတ်ပေးပြီမယ်နော်အပူလုံးကြီးကသူ့မှာကြာသွားသလားဆိုတော့မကြာသေးဘူးနော်အကျွေးတွေကရှိသေးတယ်တာသမီတွေကရှိသေးတယ်မယားကြီးကရှိသေးတယ်နော်နောက်ရမြတ်စွာဘုရားကနော်ကောသလရဲ့နန်းတော်ကိုနော်အဲ့ဒီဘုဒ္ဓိရပုံနာကြီးနဲ့စွန်စာကြွသွားတယ်ဟိုရောက်တော့ကောသလမင်းကြီးကနော်ဆွန်လောင်းတဲ့အခါမြတ်စွာဘုရားကလက်နဲ့ကာလိုက်တယ်အရှင်ဘုရားဗာများမှားသွားလို့လေနော်ငါမှာတဲ့ကြောင်းကြစရာတစ်ခုရှိတယ်မကြောင်းကြတော့ဘုရားနဲ့ဘုရားတပြီးတော့ပြင်ရင်းပေးအောင်လုပ်ပေးပါမယ်ဆုံးကိုပြီးအောင်ဖုံးပေးတော်မူပါအေးချမ်းချမ်းဖုံးပေးတော်မူပါဆိုတာမြတ်စွာဘုရားကဆုံးကိုအလူခံပြီးတော့နော်ဆုံးစားတယ်စားပြီးတဲ့နောက်မှာသူ့ရဲ့ကြောင်းကြစရာအကြောင်းတွေကိုပြောတယ်နော်ဒီမှာတဲ့ငါရဲ့တားတော်ဖြစ်တဲ့ဒီယဟန်အိုကြီးပေါ့နော်ငါရဲ့သာသနာပါနေတဲ့ယဟန်အိုကြီးရဲ့သူ့မှာကြောင်းကြမှုတွေရှိတယ်ဆိုအဲ့တော့ဘုဒ္ဓိရတာကကောသလမင်းကြီးကိုအကြောင်းဆုံးပြောပြတယ်ဘာဒီကြောင်းကြနေတာလဲသူအကျွေးတွေကိုပြောပြတယ်နော်အကျွေးစင်းရင်းတွေပြောပြလိုက်တယ်ဘယ်သူကတရားဘယ်သူက1000ဘယ်သူက900ကောသလမင်းကြီးမှတ်လို့မနိုင်ဘူးလေနော်အကျွေးတွေများတယ်နော်အခုကလည်းဗျာတပည့်တော်ဆက်ပေးပါမယ်နော်စရင်နဲ့မှတ်ပြတော့နော်မောင်းပြီးပြီးတော့အကျွေးရှိတဲ့လူဘဟုဒီတရပုံနာကြီးစီမှာအကျွေးရှိတဲ့လူလာခဲ့ကြဆိုပြီးတော့နော်အကျွေးတွေပေးလိုက်တာနော်အဲ့ဒီစကားကစတယ်တဲ့နော်ကျွေးနေရင်ရှင်ဘုရင်ဆက်နော်အဲ့ရှင်ဘုရင်ကဆက်ပေးရတယ်နော်အကျွေးတွေကိုအများကြီးပဲတဲ့နော်ခရီးတစ်သိန်းတော့ပုံသွားတယ်ဆိုတာပဲနော်အဲ့တော့ရှင်ဘုရင်ကဆက်ပြီးတော့အပူလုံးတစ်လုံးကြာပါနော်အကျွေးကြောင့်ပူရတဲ့အပူလုံးတစ်လုံးကြာဒါပေမဲ့ကြံသေးတယ်တာသမီးတွေနော်သူ့ရဲ့တာသမီးတွေကြောင့်မှပူရသေးတဲ့အပူကိုလည်းပဲရှင်ဘုရင်ကနော်မပူပါနဲ့ဗျာတဲ့အဲ့သမီး9ယောက်ကိုသူမွေးစားလိုက်ပါမယ်နော်အဲ့တော့သူမွေးစားလိုက်တော့ဘုရင်ကမွေးစားတော့ဘုရင်သမီးဖြစ်သွားတာနော်အဲ့တော့သူနဲ့လက်ထပ်ရှင်တဲ့လူလာခဲ့ဆိုတော့နော်9ယောက်ကောက်ခနဲ့ရောက်လာနော်ဘုရင်နဲ့သမတ်တော်ရှင်လာကိုနော်တန်းပြီးတော့ရောက်လာအဲ့ကိစ္စလည်းပြီးသွားတယ်နော်အပူလုံးတော့တစ်လုံးကြာနော်နောက်တစ်ခုရှိသေးတယ်ဘာလို့ပုံလေးမှကြီးကြံသေးတယ်တဲ့နော်သူ့ကိုချောင်းနဲ့ကန်လို့တဲ့ပုံလေးမှနော်ချောင်းနဲ့ကန်လို့တော့မေ့တော့မမေ့ဘူးနော်ချောင်းနဲ့ကန်လို့တယ်သူကမမေ့ဘူးနော်ပုံလေးမှကြီးသူမရှိရင်ဘယ်လိုများနေမလဲဘယ်လိုများစားမလဲဒါကြီးကိုလည်းသူကပူရသေးတာနော်အဲ့တော့မပူပါနဲ့ဗျာတဲ့နော်တပည့်တော်မဲတော်အဖြစ်ဝေစားလိုက်ပါမယ်နော်ကောသလမင်းကြီးကမဲတော်အဖြစ်နော်သူ့ရဲ့မဲတော်အဖြစ်ဝေစားလိုက်တော့သူ့ရဲ့အပူတွေမရှိတော့ဘူးကင်းသွားတယ်နော်အဲ့တော့အပူလုံးကင်းသွားပြီမကြာခင်မှာပဲအာတော်ကုန်ခန်းတို့နော်ဉာဏ်နာဖြစ်သွားတယ်နော်ဘုဒ္ဓိရပုံနာကြီးနော်ဉာဏ်နာဖြစ်သွားတယ်နော်ဉာဏ်နာလည်းဖြစ်ပြီးဆိုမှတော့တရားလည်းသိကြတယ်ပေါ့နော်
အဲ့တော့ကိုယ်နဲ့အတူနော်တွဲထားရမယ်တရားတွေကိုယ်နဲ့အတူခွဲမသွားတဲ့တရားတွေကိုယ်နဲ့အတူတွဲထားခွဲနော်ကိုယ်နဲ့အတူအမြဲတမ်းတွဲထားနိုင်ကြပါစေလို့ဆန္ဒပြုရင်တရားသင်ကြရအောင်သင်ရှိတံမေမပုံညာဓမ္မတေတကသင်ကြည်တံဒေနာတပိဒုက္ခယံဒုစနာဣဋ္ဌာတမေကိနောမေမယတေတကဖြစ်သောတရားဟောဆရာငါသည်ဓမ္မတေတကသင်ကြည်တံအဝိတ္တရာသုံးတန်ကိုအခြေခံပြီးတော့ခွဲမတော်နဲ့တွဲထားပါဆိုတဲ့တရားတော်ကိုဟောဆိုရခြင်းနှင့်ဆက်ရှိ၍ယာမပုံညာအကျဉ်ဓမ္မဒါနတရားအလိုတည်ဟူသောပုံညာကိရိယာကုသိုလ်တို့ကိုသင်စီတံကောင်းစွာမသွေစီမှုမိပါပေ၏တေမေသင်သူတော်ကောင်းတို့တဲ့ယာမပုံညာအကျဉ်ဓမ္မတော်ဝနာဘာဝနာမယပုံညာကိရိယာကုသိုလ်တို့ကိုသင်စီတံကောင်းစွာမသွေစီမှုမိပါပေ၏ဒေနာထိုသောစီမှုဓမ္မဒါနဓမ္မတော်ဝနာဘာဝနာမယပုံညာကိရိယာကုသိုလ်တို့ကြောင့်တပေလူရရနာပြပြပြမမကျွင်ခပင်ဥဒ္ဒောလုံးစုံဤဖြစ်ကုန်သောဇဏတရားဟောတရားနာလက်လူပြမပေါင်းရစွာတို့သည်ဒုက္ခယံတုယနေ့ကစာနေပံယတိဘောတိုင်အောင်ကြံကြမမချမ်းကြတာကရှိတော်မူကြပါစေကုန်တည်းမေတ္တာဘုံအမြဝေရအောင်နောက်ကလိုက်ဆိုနေဧတိပုံညာယဘောညာကြောင့်ချမ်းမြအေးကြီးလေးမဲ့မြည်သည်ရွှေပြည်ထုတ်ချောင်းနာမကောက်ပဲရောက်ရပါလို့ဘောတော်ဘဝဉာဏ်လေးရသည်ဒုက္ခဘေဒံနာမအပါအကောင်းမှုသည်များမတွေ့ရပဲဓမ္မဣစ္ဆာမြေကလာကိုဝေရာဒါရရစေသောနေ့ယခုပြုပြုသည်များဘုံညာကိုမိဘဆရာယုံနဟာနေဘုံမဆောင်ကြဘုံဆောင်မကအရင်စ၍ညလုံးစုံဘုံ30ပြည့်ပြည့်များစွာမိတေယတတဝါတို့အားရကြပါစေဝေတိညာထွေတာတုခေါ်စေတော်ဟောထားခဲ့တဲ့တရား6ပါးနဲ့ခွဲမသွားဘဲနဲ့အမြဲတမ်းတွဲထားနိုင်သောပုဂ္ဂိုလ်မျိုးများဖြစ်ကြပါစေ
အိုက်ကြီးရဲ့နားကြီးနေကြလေဘာမှမသိကွာဘာလို့လောကဘာမှမသိတော့ဘူး